ဓာတ်ပုံရိုက်တဲ့နေရာမှာအရွယ်နဲ့မလိုက်အောင်ထူးချွန်နေတဲ့17နှစ်အရွယ်ဓာတ်ပုံဆရာမလေးမိချောခီးသွားတွေကအပန်းဖြေဖို့ပျော်ပါဖို့ကန်းချီကိုလာကြပြီးမြဒီကလေးလေးအတွက်တော့ကန်းချီဆိုတာမိသားစုရဲ့ဝမ်းစာကိုရှောက်ဖွေရလုပ်ငန်းခွင်တစ်ခုပါရှင်အသက်17နှစ်ဆိုတဲ့အရွယ်နဲ့မလိုက်အောင်ရင်းကျက်လွန်တဲ့အကျွေးခေါ်တွေကိုပိုင်ဆိုင်ထားတဲ့ဝေဆောင်ကန်းချီကဓာတ်ပုံဆရာမလေးမိချောဟာဓာတ်ပုံရိုက်တဲ့နေရာမှာထူးချွန်လို့နာမည်ကြီးနေပါတယ်17နှစ်အရွယ်ကလေးတယောက်ကကြောင်းသွားပြီးမုတ်စားစားတင်ကစားကြတဲ့အရွယ်ပါဒါပေမဲ့မိချောကတော့အဲ့ဒီကလေးတွေနဲ့မတူပါဘူးမိချောကကန်းချီကိုလာလေကြတဲ့ခီးသွားဧည့်သည်တွေကိုအလှဆုံးဖြစ်အောင်ဓာတ်ပုံရိုက်ကူပေးပါတယ်ဒီလိုဓာတ်ပုံရိုက်ပေးတာကမုံဘိုးတွေမဟုတ်ဘဲမိသားစုကိုပြန်ကြည့်နေရပါတယ်မိချောကသူ့တော်တခြားဘာမှမဖြစ်ပဲအမေတို့ကိုကောင်းကောင်းမွန်မွန်လေးရှာကျွေးခြင်းသူပါအဖေကတော့ရှိပေမဲ့အခြားနေရာကိုထွက်သွားတာကြောင့်မိချောကပဲအရွယ်နဲ့မလိုက်အောင်တာဝန်ယူနေရပါတယ်မောင်လေးညီမလေးတွေကိုလူတန်းစစ်အောင်ထားကျင်ပြီးတော့သူ့ရဲ့တခုတည်းသောရီမန်းချက်ကဓာတ်ပုံဆရာဖြစ်ခြင်းနဲ့လို့ဆိုပါတယ်မိချောကဓာတ်ပုံဆရာမဖြစ်ခင်မှာအုံတီရောင်ပြီးတော့တခြားသူတွေကကန်းချီမှာဓာတ်ပုံရိုက်နေတာကိုတွေ့ရင်မိချောလည်းရိုက်ချင်လာပါတယ်အရင်ကကန်းချီမှာအုံတီတွေကိုကောက်ခီးသွားတွေကိုရောင်းချပြီးတော့ဈေးတယ်လေးအဖြစ်ရုန်းကန်ခဲ့ရပါတယ်ခေရစီကြောင့်အရာကန်းချီမှာဖုန်းနဲ့ဓာတ်ပုံရိုက်ပေးတာခက်စားလာတဲ့အခါမှာတော့ဒီအခွင့်အရေးကိုလက်လွတ်မခံပဲဓာတ်ပုံဆရာမလေးအဖြစ်ကူးပြောင်းလုပ်ကိုင်ခဲ့ပါတယ်မိချောကစိတ်ရှိရှိထားတတ်တယ်လို့စကားလေးကျွမ်းကျင်လို့ဧည့်သည်တွေကသူ့ကိုချစ်ကြပါတယ်မိချောကတကယ်ဓာတ်ပုံဆရာတယောက်လိုရိုက်ကူးပေးနိုင်လို့ဆယ်လီဒီကြော်နာပြီးရင်းနဲ့နာမည်ကြီးလာတာပါကလေးဆိုပေမဲ့ကိုလုတ်ပေါ်မှာယုံကြည်မှုရှိရှိပျော်ပျော်ရွှင်ရွှင်နဲ့လောက်ကိုင်နေတဲ့ပုံစံလေးကတကယ်ကိုချစ်ဖို့ကောင်းပါတယ်မိချောကမနက်ပိုင်းမှာ3ရက်လောက်ဓာတ်ပုံရိုက်ပေးရတတ်ပြီးညနေပိုင်းမှာတော့ဧည့်သည်တွေပို့ရတတ်ပါတယ်ဘယ်ဖုန်းမျိုးစားကိုမစိုးမိချောကရိုက်ပေးတတ်ပြီးတော့သူရိုက်ပေးမှပိုလာတယ်လို့ထင်ရစေပါတယ်အရက်ပိုးတဲ့သူကိုရှေ့တဲ့ထင်အောင်လေးရိုက်ပေးတတ်တယ်လို့ကင်မရာအယူအဆလည်းကောင်းနေပါတယ်အခုဆိုရင်တော့မိချောနဲ့ဓာတ်ပုံရိုက်ခြင်းရင်ဖုံးကြိုဆက်ပါဆိုပြီးပြောနေရပါပြီနော်နေပူပူမှာအလုံးလုံးရတဲ့မိချောကအပြုံးမပြတ်သွားခဲ့ပါဘူးဓာတ်ပုံဆရာတယောက်အတွက်ဧည့်သည်ကဓာတ်ပုံလေးတွေကြည့်ပြီးပြုံးသွားတဲ့အချိန်ဟာအပျော်ဆုံးအချိန်ဖြစ်ပါတယ်မိချောကလေးတန်းနဲ့ကြောင်းထွက်ရတာကြောင့်ပညာကိုစုံကန်းတိုင်အောင်မတင်လိုက်ရပါဘူးရှင်သူ့လိုပညာရေးတစ်ပိုင်းတစ်စမဖြစ်အောင်မောင်လေးညီမလေးတွေကိုလူတန်းစီအောင်ထားကျင်တာဖြစ်ပါတယ်ကိုယ်တိုင်ကတော့မိသားစုစောင့်ဝင်နေအတွက်ကြောင်းလာပြီးတော့အလုပ်လုပ်နေရပေမဲ့မောင်နှမတွေကိုတော့ပညာတတ်ကြီးတွေဖြစ်စေခြင်းနဲ့အမကြီးစိတ်ဓာတ်မျိုးရှိနေပါတယ်ကိုယ်တိုင်ကပင်ပန်းခံပြီးမောင်နှမတွေကိုတသက်စေခြင်းနဲ့စိတ်ဓာတ်ဟာအရွယ်နဲ့မလိုက်အောင်ဖြူစင်နေပါတယ်မိချောကသပင်ကုံဝဲလေးနဲ့ပကွက်ကြားတက်နက်ခါလေးလိမ့်ပြီးရှင်းအင်းကြီးလက်ရှိလေးဝက်ကမနဲ့ဆိုရင်တော့ကန်းချီကိုရောက်လာပါပြီနေဘူးတန်းကိုကာကွယ်ဖို့ဝတ်ထားတဲ့ဒီပုံစံလေးဟာကန်းချီမှာအပန်းဖြစ်ဖို့အတွက်မဟုတ်ပဲအလုတ်လားလောက်ရတာပါရှင်ဖုန်းလေးတစ်လုံးကိုတိတိကျကျလေးကင်ပြီးတော့ဓာတ်ပုံရိုက်ပေးနေတဲ့သူမရဲ့မျက်နှာမှာအာယုံဆိုင်မှုအပြည့်ရှိနေပါတယ်ဧည့်သည်တွေစိတ်တိုင်းကြားဖို့ပုံလှလှလေးထွက်ဖို့စေတနာချပြီး post မပေးတတ်ရင်လည်းတင်ပေးတတ်ပါတယ်မိချောကပညာရေးမှာစုံကမ်းမတိုင်ပေမဲ့သင်ယူလူစိတ်ကတော့ရှိပါတယ်YouTube ကနေဓာတ်ပုံရိုက်နေတဲ့အင်္ဂလိပ်စကားပြောနည်းတွေကိုလေ့လာပါတယ်ကန်းချီကိုလာတဲ့ဧည့်သည်တွေကလည်းတင်ပေးသွားတတ်ပါတယ်ဝေဆောင်ကန်းချီကိုအလဲရောက်ခဲ့မယ်ဆိုရင်တော့ဓာတ်ပုံဆရာမလေးမိချောကိုရှာဖွေပြီးတော့ဓာတ်ပုံလှလှလေးတွေရိုက်ကူးအားပေးခဲ့ပါအောင်နော်မိချောလည်းအနာဂတ်မှာအောင်မြင်တဲ့ဓာတ်ပုံဆရာမကြီးတယောက်ဖြစ်လာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်